တကယ်လို့နှစ်ယောက်တူတောက်ချင်နေဆိုရင်ကျွန်တော်အမဖုန်းနံပါတ်လေးပေးပါ ဟဲ့ဟိုမှာအစင်နင်ပေါ်တင်းတော့မကြည့်နိုင်ဘူးလေမသိမတန်ကြည့်အောင်လေ 你不能这么近了，你这么近。 သူလက်ထားတဲ့အိတ်ကလေဗိုက်တာပရိုလင်းကော်လာဂျင်ကအိတ်ပဲသူ့ကောင်မလေးလေကော်လာဂျင်တောက်လို့လက်ဆောင်ရအိတ်လွယ်ရနေမှာ Yeah, boy. စင်ငယ်နေမှာပါမဟုတ်ရင်ကောင်မလေးနဲ့လာဒိတ်နေမှာအိမ်မှာငါလူတွေ့လာသူထုတ်တဲ့ဘူကကော်လာဂျင်ဘူကြီးဟာဩကော်လာဂျင်ကသူတောက်တာပေါ့ဟင်ဒါဆိုသူကငါချင်ပါရဲ့ကော်လာဂျင်တောက်ရဲဆိုရဲကွာ A few moments later. မတို့ကလည်းကျွန်တော်ချောချင်လို့တောက်တာပေါ့ဗျမတို့မိန်းကလေးလေအသက်30ကျော်လာပြီဆိုလို့ရှိရင်လေမျက်နှာမှာစမိုင်းလိုင်းနေအရေးအကြောင်းနေပြီးတော့အသားရည်တင်းမှုရောလာပြီဖြစ်တယ်မှာအဲ့ဒီတိုင်းမှာကျွန်တော်ယောက်ျားလေးလေအသွေးသားနေလေမအေးအေးချင်းဖြစ်တာပေါ့အဲ့အတွက်ကြောင့်ကျွန်တော် divided protein collagen လေးကိုတောက်တာ sorry နော်ကြားသွားလားဟိုလိုသဘောမျိုးနဲ့တော့ပြောတာတော့မဟုတ်ပါဘူး မတို့ကလေ collagen ဆိုလို့ရှိရင်လေနှုတ်ပြဖို့လှပဖို့လောက်ပဲသိကြတာတကယ်ဆိုလို့ရှိရင်ဒီ collagen ဓာတ်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ muscle တွေ joint တွေအယိုးစစ်တွေထဲမှာပါတာ collagen protein ပြည့်ဝနေလို့လေကျွန်တော်တို့ရဲ့ကိုယ်ရေးဆက်လှုပ်ရှားမှုတွေကောင်းနေတာမှာဒီ protein collagen ကလေသူကအပြင်ပိုင်းမှာနှုတ်ပြလှပဖို့အတွက်မဟုတ်ဘူးသူ့မှာ collagen type 1နဲ့3ပါတဲ့အတွက်ကျွန်တော်တို့အယိုးစစ်တွေကိုပျော်ပြောင်းတက်မှာစေပြီးတော့တက်လုံကောင်းစေပြီးတော့ကျွန်တော်အားကစားလုပ်တဲ့အခါမှာလေပို့ပြီးတော့စွမ်းရည်ဆောင်ရင်းနဲ့လုံနိုင်တယ်ဗျာကျွန်တော်ဆိုကျင်ဆော့ရလေအဲ့ဒါကျင်ဆော့ပြီးတဲ့အခါမှာဒီ muscle တွေ joint တွေပိန်းဖြစ်ရင်ဒါလေးကိုတောက်ပေး ဟောမောင်လေးပြောရနဲ့တောက်တောက်ကြည့်ကြသွားပြီ ညို့ကျွန်တော်မှာဒီ gift card ကအပေါ်လက်ဆောင်ရှိတယ်ဒါလေးနဲ့ဝယ်မယ်ဆိုလို့ရှိရင်အမတို့ discount ရတယ်တကယ်လို့နှစ်ယောက်တူတောက်ချင်နေဆိုရင်ကျွန်တော်အမဖုန်းနံပါတ်လေးပေးပါ ဟာမောင်လေးရတယ်ဘာပြောနေမှန်းလည်းမသိဘူး